Israel နဲ့ Iran နဲ့နောက်ဆုံးရအခြေအနေကျွန်တော်ပြောပြပေးမယ်နောက်ဆုံးရအခြေအနေကတော့နှစ်နိုင်ငံလုံးမကောင်းဘူးဗျ Israel ကလည်းကြီးကြီးမားမားလက်တုံ့ပြန်တယ်လို့ Iran ကလည်းကြီးကြီးမားမားလက်တုံ့ပြန်တယ် Iran ဘက်ကအရင်ပြောမှဆိုရင် Iran ရဲ့လက်တုံ့ပြန်ချက်တွေက Israel ထင်ထားတာတက်ပို့ပြီးတော့ပြင်းထန်တယ်ဗျသူကဒရုန်းပေါင်းမြောက်များစွာမစ်ဆိုင်းဒုံးပေါင်းမြောက်များစွာနဲ့သူကပြန်ပြီးတော့တုံ့ပြန်တယ်သူရဲ့တုံ့ပြန်ချက်က Israel နိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတဲ့အရာထက်ကိုပိုတာတယ်ဗျ။ဘာလို့သတင်းတွေကတော့ဖုံးကွယ်ထားကြတယ်ဒါပေမဲ့ဘလောက်ပဲဖုံးကွယ် Israel အစိုးရကအမေရိကန်ကိုအကူအညီတောင်းပြီးဆိုကြတဲ့ကိုကသူ့နိုင်ငံရဲ့ထိခိုက်မှုတော်တော်များလို့ဖြစ်တယ်။အီရန်အစိုးရကသူ့မှာလည်းအခြေအနေအရရက်ကိုရင်ဆိုင်ကြုံတွေ့နေရဘာအခြေအနေရက်လဲဆိုလို့ရှိရင်သူကလည်းပြည်သူတွေရဲ့ထောက်ခံမှုကိုမရမှာစိုးရိမ်နေဗျအခုပြည်သူတွေကသူ့ကိုတိုက်ခိုင်းနေတဲ့အချိန်မှာသူ့လုပ်ကိုလုံးမရမယ်သူ့အနေနဲ့မလုပ်ဘူးဆိုလို့ရှိရင်သူ့ကိုပြည်သူတွေကအယုံကြည်ပြတ်သွားနိုင်တယ်အစကတည်းကမှအီရန်ပြည်သူတွေကအီရန်အစိုးရကိုတိတ်မကြိုက်ဘူးဗျတိတ်မကြိုက်တဲ့အရာမှာဒီအရာမှာအီရန်အစိုးရကကြီးကြီးမားမားလက်တော့မပြန်ဘူးဆိုရင်အီရန်အစိုးရအတွက်တိတ်ခါလဲကျဆင်းသွားနိုင်တယ်ပြည်သူတွေသူ့ကိုယုံကြည်လက်ခံဖို့လဲအရန်ကိုနေသွားနိုင်တယ်ဗျအဲ့တော့အီရန်အစိုးရကကြီးကြီးမားမားကိုထပ်ပြီးတော့လုံမှာအဲ့တော့သူ့မှာဖွက်ထားတဲ့ဒုံးကျည်တွေအများကြီးရှိတယ်လို့လည်းပြောတယ်ဒီထက်လဲအစ္စရေးကိုငရဲခန်းကိုပို့မယ်လို့လည်းသူကကြွေးကြော်နေတယ်ဗျအဲ့တော့ဒါအီရန်အစိုးရဘက်ကပြောတဲ့အရာအီရန်ဘက်ကိုထောက်ခံပြီးပြောတာမဟုတ်ဘူးအီရန်ဘက်ကလည်းဒီဒါသူ့ရဲ့တွေ့ကြုံနေတဲ့အရာပေါ့နောက်တော့အစ္စရေးဘက်ကကြည့်မယ်ဆိုရင်အစ္စရေးကလည်းဆက်လက်ပြီးတော့မှအီရန်ပစ်နေတဲ့ဒုံးကျည်တွေကိုသူထပ်ပြီးတော့မှသူ့ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ပြန်ပြီးတော့မှခုခံမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ငွေကြေးအကုန်ကျများသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အရင်တော့တွက်ချက်ထားတဲ့အတိုင်းပဲဒုံးကျည်ဟိုဘက်ကနေပြစ်လိုက်တဲ့ဒုံးကျည်ကိုဒီဘက်ကာကွယ်ရေးစနစ်တစ်ခုနဲ့ပြန်ပြီးတော့မှကာကွယ်မယ်ဆိုလို့ရှိရင်အစ20လောက်กว่าတယ်လို့ကျွန်တော်တွက်ချက်ထားတယ်ဒါပေမဲ့လို့အစ20လောက်ဆိုတာကဝယ်တဲ့လူနဲ့တွက်ချက်မယ်ဆိုအစ20လောက်ဒါပေမဲ့ तू ကကိုယ်တိုင်ထုတ်လုပ်ထားတဲ့အတွက်အစ20လောက်တော့မกว่าဘူးဒါပေမဲ့10ဆလောက်တော့กว่าမယ်လို့ထင်တယ်အဲ့တော့ तू ဒီထက်မကထပ်ပြီးတော့ပြစ်လာမယ်ဆိုရင် Israel အနေနဲ့လည်းသူ့မှာကာကွယ်ရေးစနစ်တွေကအင်အားရုပ်ရောသွားနိုင်တယ်မကာကွယ်နိုင်လို့မဟုတ်ဘူးအင်အားရုပ်ရောသွားနိုင်တယ်အဲ့တော့သူကအီရန်ရဲ့ရန်ကိုကာကွယ်ဖို့အတွက်သူ့ရဲ့မဟာမိတ်တွေကိုသူကလှုံ့ဆော်တယ်အဲ့တော့အမေရိကန်ကိုသူကလှုံ့ဆော်ပြီးတော့ဒီစစ်ပွဲထဲကိုပါလာဖို့အတွက်ပြောတယ်အမေရိကန်ကလည်းပြင်သစ်ကိုသူကပြန်လှုံ့ဆော်တဲ့အခါမှာပြင်သစ်ကလက်ခံတယ်ဂျာမနီကလက်ခံတယ်အဲ့တော့ဒီနှစ်နိုင်ငံလက်ခံသွားပြီဆိုတဲ့အတွက်ဒီစစ်ပွဲကြီးကကြီးကြီးမားဖြစ်သွားနိုင်တယ်အဲ့တော့မြေပြင်စစ်ပွဲဝင်မလားမဝင်ဘူးလားဆိုတာကတော့ဒါကပြောလို့မရဘူးဒါပေမဲ့ဖြစ်ချင်လဲဖြစ်သွားနိုင်တယ်အီရန်အတွက်လဲစိုးရင်ရနိုင်တယ်လို့အစ္စရေးအတွက်လဲစိုးရင်နိုင်တယ်အဲ့တော့တစ်ဖက်ကကြည့်မယ်ဆိုအီရန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ရုရှားတို့မြောက်ကိုရီးယားတို့တရုတ်တို့ကပါဝင်မှာလားမပါဝင်မှာဘူးလားဆိုတဲ့အဖြေပေါ်မှုတည်တယ်အကယ်၍မပါဝင်ခဲ့ဘူးဆိုရင်အီရန်အတွက်ကအခြေအနေမကောင်းဘူးပါဝင်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါတက်ကဘာစစ်ကြီးကိုဦးတည်သွားနိုင်တယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးထိတော့ရောက်မယ်လို့မထင်ဘူးဗျဘာလို့ပြောမှမထင်ဆိုရုရှားကလည်းသူ့အတွက်ယူကရိန်းကိုစစ်ပြင်ဆင်ထားတဲ့အတွက်သူလည်းဝင်လာမှာမဟုတ်ဘူးတရုတ်ကလည်းသူ့ရဲ့စီးပွားရေးမဟုတ်ဘူးဆိုလို့ရှိရင်သူမဟာမိတ်တာစာချုပ်တာချုပ်ဆိုထားတာတကယ်ကဘာစစ်ကြီးဖြစ်မှဝင်လာမယ်ဆိုတဲ့ပုံစံမျိုးတရုတ်မှာရှိတယ်ဗျလောလောလတ်လတ်သူဝင်ပါမှာမဟုတ်ဘူးနောက်တစ်ခုတူရကီကကြတော့သူတို့ကဘာသာရေးနဲ့ပတ်သက်ပြီးတော့ဆက်နွယ်မှုရှိတယ်အီရန်ကိုကာကွယ်မယ်လို့လည်းပြောဒါပေမဲ့တူရကီကနေတိုးအဖွဲ့ဝင်ဖြစ်တဲ့အတွက်ပါဝင်နိုင်ဖို့အတွက်ယာကိုင်တို့အရန်နေတယ်ဗျဒါပေမဲ့ယာကိုင်တို့အရန်နေတယ်လို့လည်းပြောလို့ရတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မြောက်ကိုရီးယားတောင်ကိုရီးယားစစ်ပွဲမှာတော့ကလည်းနေတိုးအဖွဲ့ကသူပါဝင်ပြီးတော့မှတောင်ကိုရီးယားကိုမြောက်ကိုရီးယားကိုဝင်တိုက်ခဲ့တယ်ဒါပေမဲ့လို့အဲ့တုန်းကတော့လူမျိုးရေးနဲ့ဘာသာရေးမပဘူးနေတိုးအဖွဲ့ဝင်စာချုပ်နဲ့ပဲသူကအဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝင်တိုက်ခဲ့ဒါပေမဲ့အခုကနေတိုးအဖွဲ့ဝင်ဖြစ်နေခဲ့ရင်လေအီရန်ကိုဘာသာရေးအရာသူကာကွယ်မယ်ဆိုရင်လည်းကာကွယ်လို့ရတယ်ဒါပေမဲ့မပါဝင်နိုင်ဖို့တော့ယာကန်တို့များတယ်အဲ့တော့အမေရိကန်တို့ပြင်သစ်တို့ဂျာမနီတို့ကလည်းလူစစ်တီအင်အားနဲ့ဝင်မလားလို့ပြောမယ်ဆိုလို့ရှိရင်လည်း100မှာ20ရာခိုင်နှုန်းလောက်ပဲရှိတယ်။ဘာလို့အဲ့လိုပြောလို့ရလဲဆိုလို့ရှိရင်စစ်တီအင်အားနဲ့မဝင်ဘဲနဲ့အစ္စရေးကိုလက်နက်ထောက်ပံ့မယ်နောက်တစ်ခုကဘာဆိုအမေရိကန်တို့ထုံးစံရှိသည့်အတိုင်းပဲတွေးခွဲမယ်။အီရန်နိုင်ငံမှာရှိနေတဲ့အီရန်အစိုးရကိုပုံကန်နေတဲ့သူတွေကိုလက်နက်တပ်ဆင်ပေးမယ်။တွေးခွဲတဲ့ပုံစံမျိုးနဲ့လုပ်ပြီးတော့မှအီရန်နိုင်ငံမှာထားခဲ့သလိုလုပ်ဖို့အစီအစဉ်ဖြစ်မယ်။ဒါကကျွန်တော်ခံမှန်းတာဖြစ်တယ်။ဒီမှာရှိတဲ့လူတွေလည်းလွတ်ခံမှန်းလို့ရတယ်ဒါကျွန်တော်တို့ရဲ့အမြင်ကိုပြောပြတာဖြစ်တယ်ကျွန်တော်တို့မြင်တာထက်ဒီထက်မကအကောင်းမြင်တဲ့သူတွေလည်းရှိရင်ရှိမယ်အဆိုးမြင်တဲ့သူတွေလည်းရှိရင်ရှိမယ်အဲ့တော့မိမိကြိုက်နေတဲ့ပြောပြလို့ရပါတယ်လို့ကျွန်တော်နောက်နေ့မှာဆက်လက်ပြီးတော့ပြောပြီးတော့သုံးသပ်ပေးပါအောင်မယ်လို့ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ပေးကြပါအောင်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာ